မင်္ဂလာပါဒီနေ့အရန်စိတ်ဝင်စားဖို့ကောင်းတဲ့ပြင်းထန်တဲ့ကြောက်စိတ် phobia ရဲ့လှုပ်ဝက်ချက်ဘယ်လိုဖန်တီးလာသလဲနဲ့ထူးခြားစမ်းပြားဆုံးအကြောင်းရင်းများအကြောင်းတစ်စိတစ်စောင်းအပိုင်းတစ်ကိုပြောကြားသွားပါမယ်ကျမတို့ဘာကြောင့်ပြင်းထန်တဲ့စင်ကျင်တုံတရားမရှိတဲ့ကြောက်စိတ် phobias တွေဖြစ်လာတယ်လဲဆိုတာကိုတွေးကြည့်မိပူပါသလားဒါထင်ထားတာတဲ့ပိုပြီးအကြောင်းရင်းရှိပါတယ်။အုံနောက်ရဲ့ထူးခြားမှုကိုလေးလာကြည့်မယ်ဆိုရင်ကျမတို့ရဲ့အုံနောက်ဟာကျမတို့ကိုကာကွယ်ဖို့အတွက်ဖန်တီးထားတာဖြစ်ပေမဲ့တခါတည်းမှာ phobia ဆွဲလန်းတဲ့ကြောက်စိတ်တစ်ခုကိုဖြစ်ပေါ်စေနိုင်ပါတယ်။ phobia တစ်ခုဟာပြင်းထန်တဲ့စိတ်ခံစားမှုတစ်ခုနဲ့စတင်ပါတယ်။ပထမနီလန်းကတော့ direct experience ကိုယ်တွေ့အဖြစ်ဆို personal trauma ကနေဖြစ်လာတာပါဒုတိယနီလန်းကတော့ observation မိသားစုအနေတစ်စစ်သင်ယူလာတာပါတတိယနီလန်းကတော့ imagination စိတ်ကူးယဉ်ခြင်းကနေ